နေရာလေးမှာပဲတွေ့မယ်လေဟမ်ကန် KTV မသွားဘူး KTV သွားဘူး KTV ပေါ်ပေါ်တာပေါ်ကျွတ်တယ်အေးဟေးဖေဖေတွေနဲ့ပြောနေလဲကျွန်တော်တွေးလိုက်တယ်နော်ဟိုရေတော့တို့ငယ်တော့ကျွန်တော်လိမ်မှုမစင်းစားနဲ့ကျွန်တော်လိမ်မှုမစင်းစားနဲ့မလိမ်ပါဘူးကွာကျွန်တော်တာဝန်ရအမေကိုပြောရတယ်ဒီကတော့ဒီလိုဒီကြောင်းဖြစ်နေပြီအိမ်မောနေချနေနေချလိုက်လို့အဲ့လိုမလုပ်နဲ့လေအဲ့လို despite လေးဖြစ်ကုန်ပါဘောကောင်မိမနဲ့မေရတယ်ဘေးလေးတစ်ခုလောက်လာဘေးငါတို့တာဖာနဲ့ဘေးလုံးတယ်မင်းတပ်ဖာလို့ချင်းလည်းပြောโอเคဒီကြနော်အေးပါအဲ့ဆိုရင်ကျွန်တော်အခုစီးနေတဲ့ကောင်ကြိုက်တော့ကျွန်တော်ကားချင်းနေပြီကျွန်တော်အဲ့ဒါလုပ်ပြီမဟုတ်လေဒါဟိုကားပြောတဲ့ဂရီတိုင်းပဲနော်မဟုတ်ရတယ်ကျွန်တော်ဆက်လာမယ်ဒါခဏနေလေဟိုမင်းကိုဝယ်ပြီးသားသိမကြသေးဘူးလေတာရဲ့မင်းကကားချင်းနေမလားချင်းနေပြီမရဘူးဒါနဲ့ဆိုလေဒါမျိုးစောင့်တယ်ကျွန်တော်အေးပါဒါနဲ့ချင်းနေစောင့်ဒါနဲ့ဆို6စီးလောက်ရှိဟာခဏနဲ့ချင်းနေတာအဲ့လိုလုပ်ပြီးမှအဲ့တခုတော့ရှိတယ်မင်းကလေးငါကလေးနော်မင်းမျိုးမင်းဘာမှပြန်မပြောဆိုရင်နာမင်းကိုကားချင်းပေးမယ်ဟုတ်ပြီတခုရှိတယ်ကားချင်းရင်ဟဲမင်းကဟို6တော့မကြင်တဲ့ကောင်ဆိုတော့မိမယူရင်ငါကားချင်းပေးမယ်ဟာဘေးကလောက်ပြီနော်မင်းတို့ပဲပြန်ချုပ်တာလေတက်ပြဘေးသေးကြရနော်သေးကြတယ်မင်းမိမတာကောက်ပြယူရမင်းကကားချင်းပေးမယ်သေးကြရနော်အဲ့ဒါဆိုမင်းကြော်ထုဒီလိုလာချုပ်လို့ပဲရမလဲဟုတ်ပြီဖေးဒီမှာပဲစောင့်နေဖေးဒီမှာပဲစောင့်နေရမိမမပါဘဲနဲ့ပြန်မလာနဲ့နော်အဲ့ဒါကားတော့မရဘူးစိုက်ကားပဲရမယ်ကြော်ထုလာချုပ်လို့မရဘူး The next dayဟေးကျွန်တော်ဘာလဲဆိုတာကြည်လားဟုတ်ဖေပြောရကြိတာကျွန်တော်ဒီမှာမင်းမခေါ်လာပြီဟာသမီးကျင်းနေတယ်နော်သမီးဟိုကျင်းနေဖေးလိုက်မင်းမနေနဲ့အဖေဟိုဟာဖြစ်ကမှာကားဝယ်ပေးရမှာပဲကျွန်တော်အိမ်မှာလည်းရပြီကျွန်တော်ကားလည်းရပြီပုံမှန်တိုင်းဆိုတော့အဖေကားပဲဝယ်ပေးရမယ်ဟာအဖေအခုတော့မင်္ဂလာပါဆောင်ပေးရပြီရပါတယ်ဟိုကိုပြဿနာနဲ့ကိုဆိုတော့လေဘယ်ရှင်းလို့ရမလဲရတယ်အဲ့တော့ဟိုမင်းကပြောတဲ့အတိုင်းဟိုတော့စကီးရဲ့ဟုတ်ပါဘူးတော့စီကမင်းမသိစင်းနဲ့နော်မင်းဖယ်သေးသွားပြီးတော့ဘယ်ရှိုးတော့ဘာကားယူမလဲကလာပြောโอเคဒီကြရနော်โอเคကြိုက်သွားပြီအဲ့ဆိုရင်တော့ကျွန်တော်တို့နှစ်ယောက်ရဲ့သဘောတူညီချက်ကအောင်မြင်စွာပြီးသွားပါပြီမင်းစားမအောင်သားရဲ့မင်းကွာဒီဟိုရှိုးတော့နေအများကြီးရှိတဲ့အထက်မှာဒီကေတုပတီရှိုးတော့ဘာဖြစ်လို့ရွှေ့တာဒါကဒီလိုရှိရဲ့ဖေဒီမှာကားမျိုးပေါင်းစုံတယ်နောက်ပြီးတော့ကားတွေကလည်းဂျိုချက်လည်းကင်းတယ်နောက်မော်ဒယ်လည်းလုံးဝမြင့်တယ်တက်လွယ်မှုတွေလည်းလုံးဝအပြည့်ပဲနောက်ပြီးတော့နောက်တစ်ခုရှိနေတာသူက EV တွေလည်းဒီမှာရတယ်ပြီဟာ EV ကားလည်းရတယ်ဟာနောက်ပြီးတော့0ကီလိုတွေရောပဲဟာတော့ဆုံးတာပဲနောက်ဆုံးကျွန်တော်ကြိုက်ဆုံးအချက်ကကျွန်တော်ဒီမှာကားဝယ်ပြီးသွားလို့ကျွန်တော်မကြိုက်တော့ပြန်ပြီးတော့အခြားကားနဲ့လဲစီးမယ်ဆိုရင်လည်းပြန်လဲပေးတယ်သူကပြန်ချိန်ပေးတယ်ချိန်တောင်းလုပ်ပေးတယ်ချိန်ပြောင်းလုပ်ပေးတယ်ဩကျွန်တော်အဲ့ဒါကိုကြိုက်တယ်ဘာလို့လဲဆိုတော့ကျွန်တော်ကကားစီးမယ်ဆိုရင်ဗျာသိရမလား5-6လောက်အဲ့ကြနည်းနည်းလေးကပြောင်းနေသွားပြန်ပြီအဲ့လိုကွက်ဒီငါသားเจ้าငါသိပါတယ်ကွာဘေးကတစည်းပြီးတစည်းရှာပြီးခဏခဏချိန်နေတာဟုတ်တယ်မလားကားသိတယ်ငါမသိလို့ပြီးပါသေးအဲ့လိုကားတွေခဏခဏချိန်တယ်လို့မင်းပါပြီးချိန်ဦးမှာဒါတလက်ကပဲဒါတလက်ကတလက်ကမချိန်ဘူးရတဲ့ပါဟုတ်ပါတခုတော့ရှိတယ်မင်းဒီမှာဝယ်တာတော့မှန်တယ်လေမချိန်တာလည်းမှန်တယ်ဒါမဲ့ဟိုဖားသားကြီးမှာဒါနဲ့အားနေနေတယ်နော်အဲ့အတွက်လည်းပြင်မပူးနဲ့ဖေတာဝန်ယူမှုတာဝန်ခံမှုအပြည့်ရှိဖို့ပဲလိုတယ်ဟမ်ဒီမှာရစ်ကြလည်းရတယ်ရစ်ကြလည်းရတယ်ဟာကောင်းလိုက်လားအေးဟုတ်ပြီအဲ့ဆိုရင်အဲ့ဆိုကလည်းနည်းနည်းပေါ့သွားတာပေါ့ကွာနော်
ဖေးပါချင်းလိုက်လို့ရတယ်ဖေးပါချင်းလိုက်လို့ရတယ် အာဒါလည်းချိန်လို့ရတာပေါ့ဟုတ် ဆွဲမယ်ကျွန်တော် အာဟုတ်ပြီအဲ့ဆိုရင် ကျွန်တော်ရေးကြနေကျွန်တော်ကြိုက်တဲ့ကောင်ချင်းလိုက်တော့မယ် အာကစ်လိုက်တော့မင်းမင်္ဂလာဆောင်လည်းအရေးကြပဲဖြစ်မင်းမင်္ဂလာဆောင်လည်းအရေးကြပဲဖြစ် ဒီအောင်ကိုတော့မကြိုက်ဘူးအပြာကြတော့လေနည်းကလတ်တက်လေးဖြစ်နေမဲသွားကြည့်မဲလေးသွားကြည့်ကဲကိုတော်ကျော်ကြီးကေတုမလီရှိုးတုံးတစ်ခုလည်းခါလေခြာဘက်ကိုရမ်းသွားပြီနော်အဲ့တခုတော့ရှိတယ်နော်မင်းအမေကိုမပြောဘူးလို့ပြောထားတယ်နော်တက်စီကရက်ဂရိဒါပဲပေါ့ သိချပြီ မင်းယူမကဘယ်ဥသာပြောသားပါဘယ်ကတော့ပြ ကျွန်တော်ဘယ်ကားလဲဆိုတော့ဟိုကားပြီအဲကားကျွန်တော်ကြိုက် ဟာမိုင်းလာငါသားရဲ့ ဒါလေးလေ Good တယ် ကားဆွဲကဲကားလည်းရပြီမိန်းမလည်းရပြီဆိုတော့သားသမီးတို့ရဲ့ဝတ္တရားအတိုင်းမိဖုန်းဆက်လိုက်တော့ ဟုတ်ရမင်းမေဘာပြောလို့ အဲခဏဆောင်အဖေခဏဆောင်ပြီလား ဩဟုတ်ပြီကားဝယ်ပြီးတဲ့အကြောင်းမင်းကြွားမှန်မလားပြော ဟယ်လိုအမေကျွန်တော်ပြောစရာရှိလို့ဟိုအဖေလေးသိလား तू ဖုန်းထဲမှာ तू small လေးနဲ့စကားပြောတာဟုတ်လေအမေကိုမသိစေချင်လို့တဲ့ကျွန်တော်အဲ့ဒါကားဝယ်ပြီးလိုက်တယ်သိလားနှုတ်ပိတ်ခါပေါ့မေရဲ့အဲ့ဒါအခုကျွန်တော်ကားလည်းရသွားပြီမိန်းမလည်းရသွားပြီဆိုတာအဲ့ဒါအမေကိုလှမ်းပြောတာကျွန်တော်သိလား sorry ဖားလိုက်ရေကျွန်တော်ဗဇက်ပရိတ်ပါသွားပြီ ဘီဟာကဲဓမ္မတနိုင်ငံလုံးမှာရှိကြတဲ့ကားချစ်သူပြည်သက်ကြီးခင်ဗျာအိမ်စီးကားတန်းတန်လေးတွေစီးကျင်တယ်ဆိုရင်ဖြစ်ကျွန်တော်တို့ရဲ့ကေတုမလီရှိုးတော့ကိုကြွားခဲ့ပါလို့ကျွန်တော်ကြော်သူကဖိတ်မှန်ကပြပါတယ် ဟုတ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီကေတုမနီကားရှိုးရုံးမှာဆိုရင် EV ကားတွေရောနောက်ပြီးတော့0ကီလိုတွေရောလာရောက်ဝယ်လို့ရပါတယ်အရစ်ကြားဝယ်ခြင်းတဲ့သူတွေအတွက်လည်းဒီမှာအဆင်ပြေအောင်ကျွန်တော်တို့စီစဉ်ပေးပါတယ်ခင်ဗျာ ဟုတ်ပါတယ်နောက်တစ်ခုချီသေးတာကကျွန်တော်တို့ကေတုမလီရှိုးတော့ဝယ်သွားတဲ့ကားလေးတွေကိုနောက်ထပ်မော်ဒယ်အသစ်ကလေးတွေဒီဇိုင်းအသစ်ကလေးတွေကာလာအသစ်လေးတွေချင်းနေတယ်ဆိုရင်လည်းအချိန်ဝေးပြန်လာခဲ့ပါကျွန်တော်တို့ချင်းပေးပါတယ်ခင်ဗျ ဟုတ်ပါတယ်အဲဒါကြောင့်ကားချစ်သူမိဘပြည်သူများကိုကားဝယ်မယ်ဆိုရင်တော့ကေတုမနီကားရှိုးရုံးကိုလာရောက်ဝယ်ယူဖို့အတွက်ကျွန်တော်တို့က recommend ပေးပါတယ်ခင်ဗျာ